ဟုတ်ကဲ့ကိုဟိုနော်ကျွန်တော်တို့ဒီထိုင်းနိုင်ငံပေါ့နော်ဒီအာဆီယံနိုင်ငံမှာအာဆီယံနိုင်ငံတွေထဲမှာအရင်ရှမ်းတောက်အောင်မင်းနေတဲ့ထိပ်သီးနိုင်ငံကြီးတော့မဟုတ်သေးဘူးသူ့ပေမဲ့လည်းဒီနိုင်ငံမှာဒီနိုင်ငံကမှာနေထိုင်ရတာကပေါ့နော်ဟိုတာမန်ဒီပြန်လောက်သားအဆင့်ရဲ့လောက်အားကားတောင်မှမြန်မာနိုင်ငံကရဲကျုပ်လာတာတော့ရှိတယ်အဲ့တော့ဒီနိုင်ငံမှာသူ့ဥပဒေပေါင်းထဲမှာနေထိုင်ပြီးတော့ကောင်းမွန်လုပ်ကစားတော့မယ်ဟဲ့ဆိုရင်ကျွန်တော်တို့ဒါမြန်မာနိုင်ငံရဲ့ရဲချုပ်တယောက်လာတာတော့ဖြစ်တယ်ကောင်းကောင်းမွန်မွန်ကျွန်တော်တို့နေထိုင်နိုင်ပါတယ်ခင်ဗျာနော်နောက်ပြီးတော့ကျွန်တော်တို့ဒီနိုင်ပြန်လောက်သားအနေထားတဲ့တောင်မှမိသားစုကောင်းမွန်ထိန်းချုပ်နိုင်တယ်ကျွန်တော်တို့ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေတင်ပြထားတဲ့ပညာအရှင်တွေနဲ့ဆိုရင်ဒီနိုင်ငံရဲ့ဥပဒေအောက်မှာလည်းကျွန်တော်တို့ကောင်းကောင်းမွန်မွန်ရက်တည်နိုင်တယ်မိသားစုကောင်းမွန်မွန်မိသားစုရဲ့နာမည်ကိုလှပအောင်ဖန်တီးနိုင်ဖို့အတွက်လို့ထပ်တဲ့အရှင်တွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်တော့မှအာဏာရှင်အောင်စစ်အာဏာရှင်အောင်ဒူးမထောက်တော့ပဲဒူးမထောက်ဘူးပြည်သူ့ဆန္ဒအလျောက်ကျွန်တော်တို့ကအာဏာရှင်ပြတ်သုံးသည့်အထိပြည်သူနဲ့အတူရက်တည်တိုက်ပွဲဝင်သွားမယ်လို့ပြောကြရပါတယ်ခင်ဗျာ